ကဲကျွန်တော်တို့မန်လေးကနေပြီးတော့တနင်္ဂနွေကျော်လောက်သွားရတဲ့ခုနှဲရှင်ဖျားကိုကျွန်တော်တို့အခုသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့မယ်လို့လဲစဉ်းစားနေတလားတခုအခုသွားမယ့်နေရာလေးကကျွန်တော်တို့ဘယ်ဘက်နေသွားရမလဲဆိုရင်ကျွန်တော်တို့ပြင်ဦးလွင်တက်တဲ့ဘက်ကနေပြီးတော့သွားမှာဖြစ်ပါတယ်အဲ့ပြင်ဦးလွင်တက်တဲ့တိုးဂိတ်နာရောက်လို့ရှိရင်ကျွန်တော်တို့ပြင်ဦးလွင်တက်တဲ့ဘက်ကိုမသွားဘဲနဲ့အဲ့ဒီ3မိုင်5မိုင်6မိုင်အဲ့ဒီဘက်ကိုသွားတဲ့ဘက်ကိုလမ်းကိုကိုယ်ဝင်ရမှာဖြစ်ပါတယ်ခင်ဗျာပြီးသွားရင်အဲ့ဒီကနေပြီးတော့16မိုင်တို့3မိုင်တို့5မိုင်တို့အကုန်ကျော်လာပြီးအားလုံးကျော်ပြီးဆိုမှကျွန်တော်တို့အဲ့ဒီခိုနှန်းရှင်ဖျားလေးကိုရောက်မှာဖြစ်ပါတယ်ခင်ဗျာအနည်းဆုံးအဲ့ဒီလမ်းကနေပြီးတော့9ခွက်လောက်တော့ဝင်ရပါတယ်ခင်ဗျာဒီဖျားလေးကကျွန်တော်တို့အရင်တော့ဆိုရင်တော့တပတ်တစ်ချိန်အလေးထိုင်ပြီးတော့လာပါတယ်ခင်ဗျာဒါပေမဲ့ဟိုလန်ခီကလည်းဝေးတယ်လူလည်းနည်းနည်းပြတ်တော့ကျွန်တော်တို့အခုနောက်ပိုင်းဆိုလို့ရှိရင်တလားတစ်ချိန်အလေးထိုင်မယ်ဆိုပြီးတော့ရောက်လာခြင်းဖြစ်ပါတယ်ဒီကိုလန်းရှင်ဖျားလေးကကြတော့သူကတောင်ပေါ်မှာရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့တောင်အောက်ကနေတောင်ပေါ်ကို15မိနစ်လောက်တော့လမ်းလျှောက်တက်ရပါတယ်ခင်ဗျာ15မိနစ်20လောက်တော့ကြာပါတယ်အဲ့ဒီတောင်တက်တဲ့တစ်လျှောက်လုံးမှာလည်းကျွန်တော်တို့ဟိုဟာနက်နန်းတွေအဲ့ဒီတော်တော်များများနက်တွေနဲ့ပတ်သက်တဲ့နက်နန်းတွေရှိပါတယ်ခင်ဗျာအပေါ်ရောက်ရင်ကြတော့ကျွန်တော်တို့ဖူးမြော်ခြင်းနဲ့ဖျားကိုရောက်ပါတယ်ဟိုကတော့ပွဲလေးတွေကတ်ချင်နေဆိုရင်လည်းအောက်မှာကတော့ပွဲမှားလို့ရတဲ့အန်ဒီတွေလည်းရှိပါတယ်ခင်ဗျာဟုတ်လားအဲ့မမြောက်သေးဘူးလားနော်အေးစေးပဲရောက်ပြီအကွေးလောက်ဆိုရောက်ပြီကဲအဆင်ပြေပါတယ်ဘိုးကြီးလည်းခြိုင်နေလာတခါလောက်ပဲလောက်ပါအဆင်ပြေတာအင်တာဗျူးမယ်အဆင်ပြေတာမှာတော်တော်ပြေးပါတယ်ကဲရောက်ပါပြီlocation ကိုကြည့်ပြီးသွားမဲ့လူတွေအတွက်ကလည်းကျွန်တော်တို့ Google Map မှာခိုနှန်းရှင်ဖျားလို့ရိုက်ရှာပြီးတော့သွားရောက်နိုင်ပါတယ်ခင်ဗျာအော်မတက်လာဝင်လိုက်တော့မယ်နော်တော့နှစ်လားတစ်ချိန်နားမမလားတလားတစ်ချိန်ရတော့ရတယ်တလားတစ်ချိန်ရတော့လာလို့နိုင်တယ်သိကြတယ်နော်အရင်တော့တစ်ပတ်တစ်ချိန်တော့လာနေရမယ်မောပါဘူးအေးဆေးပါကွာဒီနေရာကလူသိမ့်မသိဘူးဆိုပေမဲ့လည်းကျွန်တော်တို့အရင်တော့ကတော့ဒီမင်းသားမင်းသမီးတွေလာတာမျိုးလေးတွေတော့ကျွန်တော်တွေ့ခဲ့ရပါတယ်ခင်ဗျာပြီးတော့ဒီအလှရှင်နာမည်လေးတွေမှာလည်းဟိုပြည်တီဦးတို့အိမ်နာကျော်စင်တို့ဟိုအရင်တော့က10စုနှစ်တစ်ခုလောက်ရှိအောင်ပဲထင်တယ်အဲ့ဒီတွေကလာရောက်လှူဒန်းလာတာကိုလည်းတွေ့ရပါတယ်ခင်ဗျာဘုရားမြတ်စွာဘုရားကိုပူဇော်ပူဇော်ပါရှင်ဖျားဓမ္မတရားတော်ရှင်မြတ်ကိုပူဇော်ပူဇော်ပါရှင်ဖျားသံဃာတော်ရှင်မြတ်ကိုပူဇော်ပူဇော်ပါရှင်ဖျားအရင်တော့တိတ်မသွားပြဘူးဒီကိုလာရင်ဒီတဲကိုတော့မရဘူးခုဆိုသွားတော့ဒါအတွင်းနဲ့ဝင်လို့ရသေးလားမသိအဲ့ဒါအဆုံးဝင်ထင်တယ်လှူရတာဖြစ်မယ်နော်လှူရှင်လေးဒါကြရတယ်တကယ်တမ်းဟိုလိုပြောရမှာဆိုလို့ရှိရင်ဒါတွေကဖုံးဖုံးအိမ်မက်တွေပါပြီးလို့ဒီဟာတွေဖြစ်လာတယ်ဖြစ်လာဟုတ်တယ်အိမ်မက်တွေပေးတာဘာလို့ညာလို့လေအဲကြောင့်ဒီဟာတွေကပုံမှန်နဲ့ဆိုတာကျညကားအနေနဲ့လည်းသွားအခုကျတော့မိုးကြီးဆိုတော့
ကဲဒီ vlog လေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော် vlog လေးကိုအခုလိုအဆုံးထိကြည့်ပေးကြတဲ့လူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် vlog လည်းအရင်ရိုက်လေးရိုက်ထားမရှိတာဖြစ်တဲ့အတွက်အခုနောက်ပိုင်းလေးမှာလည်းကျွန်တော် vlog တွေကိုကျွန်တော်သွားသမျှခီးလေးတွေကိုအခုလိုပဲရိုက်ပြီးတော့ဒီရဲ့ကျွန်တော် YouTube အကောင့်မှာတင်သွားပြီးမှဖြစ်တဲ့အတွက်အားလုံးပဲဆက်လက်စောင့်ကြည့်ကြဖို့အတွက်ကျွန်တော်မေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ